လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိမှုခြေအနေများဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးဆောင်ရွက်လျက်တွင်ဆောင်ရွက်ခဲ့မှုများနဲ့ဆက်လက်ဆောင်ရွက်ရန်လိုအပ်တာများနဲ့ဆက်လွှင့်၍ရှင်းလင်းတင်ပြပါတယ်။ဒီကိုအကောင့်ထဲပေါ်ဆောင်ရွက်နေမှုခြေအနေများစိုက်ပျိုးရေးနဲ့မွေးမြူရေးထုတ်ကုန်များတိုးမြင့်ထုတ်လုပ်နိုင်တင်ကြားနိုင်ပြီးလူမှုရေးစီးပွားရေးစတဲ့လုပ်ငန်းများကိုဆောင်ရွက်နိုင်ဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုပြန်လည်ထူထောင်ရေးအတွက်နိုင်ငံတော်မှကူညီဆောင်ရွက်ပေးခဲ့မှုအခြေအနေများနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်နိုင်ငံတော်ရဲ့တာဝန်ကိုစတင်ထမ်းဆောင်ခြင်းကတည်းကနိုင်ငံအတွင်းဖြစ်ပွားနေတဲ့လက်နက်ကင်ပဋိပက္ခများချုပ်ငြိမ်းပြီးငန်းများကိုဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်ကျန်းမာရေးကဏ္ဍမြင့်တင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများတဘာဝဘေးရန်ရဲ့အကြောင်းထိခိုက်ခဲ့ရတဲ့ဒေသထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ